ဒီနှစ်ကမိုးဆက်သွားမလားမသိမုတ်တုံညာဒီနဲ့ပေါ့နော်မိုးရင်းနဲ့ဆက်သွားမလားမသိအဲကြောင့်မိုးရင်းမရောက်ခင်မှာကျွန်တော်တို့မြန်မာပြည်သူတွေအနေနဲ့ကြိုတင်ပြင်ဆင်စရာရှိတာပြင်ဆင်ထားဖို့လိုမယ်လို့မြင်မိပါတယ်အထူးသဖြင့်ငလျင်ခံဒေသတွေမှာစိုးရင်တရားတစ်ခုရှိတာငလျင်တန်ကြောင့်မြေအောက်မှာအပြောင်းလဲတွေဖြစ်နေတယ်လက်ရှိတိုင်းပြည်ရဲ့အခြေအနေကအသေးစိတ်မစစ်ဆေးနိုင်အထူးသဖြင့်မန္တလေးမှာကျွန်တော်တို့ဆယ်တော်ကြီးပေါ့နော်အခုမြင်တွေ့ရတဲ့အတိုင်းအဲဒီဆယ်တော်ကြီးဆယ်နဲ့ပတ်သက်ပြီးတော့တေးသေးချာချာစစ်ဆေးပြီးပြီလားအနည်းနဲ့အများကတော့ထိခိုက်မှုရှိပါလိမ့်မယ်နိုင်ငံတကာပညာရှင်တဦးရဲ့သုံးသက်ချက်အရစရလိုက်ကနေကြည့်တဲ့အခါမှာဒါတဲ့အောက်ဆယ်တွေမှာအန်ဒီရရှိမိုးများရင်ကျွန်တော်တို့မိနစ်ကတော့မှဆယ်တော်ကြီးမှာအဲ့လိုမျိုးပေါ့နော်မျိုးသတင်းတွေပေါ့နော်ဒီနှစ်ကငလျင်လှုပ်ခတ်သွားတဲ့အတွက်ကြောင့်ပေါ့လေအနည်းနဲ့အများထိခိုက်မှုရှိလိမ့်မယ်အဲဒါကြောင့်ကိုပါကိုဒီမိုးကဘလောက်ထိအောင်ကြီးမလဲမသိမိုးရမ်းကျင်တော့အန်ဒီရများတဲ့အဲကြောင့်ပြင်ဆင်စေရှိရပြင်ဆင်ထားဖို့ကျွန်တော်အနေနဲ့ဟိုတိမြင်တာသုံးသပ်မိတာကိုတိုက်တွန်းခြင်းဖြစ်ပါတယ်စိုးရိမ်လွန်ကဲဖို့လည်းမဟုတ်ပူပန်ဖို့လည်းမဟုတ်ဒါပေမဲ့တတိတော့ယူရပါမယ်